Zo Studio so ကျွန်တော်စလာတော့ကလည်းအခုဒီလို film ကိုကြိုက်တာတစ်ခုတည်းအတွက်နဲ့လာကွာ Okay bro video တွေတင်နေရတွေ့တယ်ဒါပြီးတော့ see what's up right ဒါပေမဲ့တကယ်ရောက်လာတဲ့အချိန်မှာအလုပ်လုပ်မယ်ဆိုပြီးစဉ်းစားပြီးလာမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးဒီအလုပ်ကဘာလဲဆိုတော့အရင်သိဖို့လိုဒီလိုမျိုးဒီလို photography videography business မှာဒီလိုမျိုး America မှာတကယ်အလုပ်လုပ်တဲ့ workflow ကိုဒီလိုမျိုးစပြီးထိတွေ့တဲ့အချိန်မှာကျတော့ okay လိုက်ဒီဟာကငါသိထားတဲ့ဒါမှမဟုတ်ငါထင်ထားတဲ့ဟာမျိုးမဟုတ်ဘူးဆိုတော့ဒီလို fear တစ်ခုနဲ့စပြီးတော့အဲ့လိုမျိုးအိတ်ဆက်လာနိုင်တယ်ဆိုတော့အဲ့ဒီအချိန်မှာ free call မဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်စရောက်ခဲ့တဲ့အချိန်မှာအဲ့လိုမျိုးကျွန်တော်ဒီမျိုးနင်းသားပဲဖြစ်ချင်တယ်ဆိုပြီးလာတာပေါ့ကျွန်တော်ကင်မရာကင်နာရပါတယ်ကျွန်တော်ဘာမှမသိကျွန်တော် like from the scratch ကျွန်တော်အကုန်စပြီးတော့ကျွန်တော်စပြီးသင်ယူခဲ့တာဆိုတော့ဒီအလုပ်ကိုတေချာလုပ်ချင်တာတေချာမှ Zo Studio ဆိုလာစေချင်တယ်ပြီးတော့ဒီလို challenge ကို accept ဖို့လုပ်တယ်နေရာအသစ်တွေဒီမျိုး client အသစ်တွေလို့တွေ့ပြီဆိုလို့ရှိရင်ဒီလိုတာဝန်ကငင်းပေါ်အဲ့လိုရောက်လာတာကွာမင်း handle မလုပ်နိုင်လို့ရှိရင် handle လောက်လာနိုင်မယ်လို့လည်းမထင်ဘူးဆိုလို့ရှိရင်အဲ့ဒါအချိန်ဖြုံးနေရပါလိုက်ခိုးအတွက်ကိုလည်းအချိန်ဖြုံးနေရပဲပေါ့ဆိုတော့ဒီအလုံးနဲ့ဒီလိုအသက်မွေးဝမ်းကြောင်းကိုလုံးချင်တယ်ဆိုတော့လူတွေကတော့ I mean ဒီလိုကင်မရာကိုကြိုက်လို့ဒီလိုမျိုးအကင်ပြီးတော့ဟိုဖြစ်မယ်ဆိုလို့ရှိရင် you just have to love it and အဲ့လိုမျိုး committed ဒီလိုမျိုး discipline နဲ့ဒီလိုမျိုးနေမှရမယ် and the rest is easy though like you guys are very chill like you guys are very အဲ့လိုမျိုး very good people ကိုကျွန်တော်တို့ surrounding တဲ့ဒီလို energy အများနဲ့ကောင်းနေတယ် right ဒါပေမဲ့အလုံးနဲ့ပတ်သက်ရင်တော့ဒီလိုမျိုးလေးပဲနေလို့မရဘူးကျွန်တော်ပြောတယ်လားအဲ့မျိုးအဲ့လိုမျိုးနေလို့ရှိရင်လည်းကိုတိုင်ကပျော်မှာမဟုတ်ဘူးဆိုတော့တကယ်လာပြီဆိုပြီးတော့စဉ်းစားလို့ရှိရင်တော့ I mean you got to be ready though you know yeah I mean look at us right man look at us we're living the life yeah bro we're living the life bro I mean